ကဲနောက်ကညီလေးဆိုကြအနန္တ၅ပါးကိုရှစ်ခိုးပါ၏ဗျာကဲဥသုံးညချကြအနန္တ၅ပါးရှစ်ခိုးပြီးတဲ့နောက်မနေ့ကတော့ကဘုန်းကြီးဟောခဲ့သေချိန်တန်ကသေကြရမနေ့ကအတော်လေးသေသွားကြပါပြီမနှဲဘူးမနေ့ကဗန္ဓုလစစ်သူကြီးနဲ့တကွသား32ယောက်သေသွားကြပြီ၎င်းနောက်မန္လိကာကြီးဗန္ဓုလစစ်သူကတော်ကြီးလည်းသေသွားပြီ၎င်းနောက်ဘုန်းကြီးတို့ကောသလရှင်ဘုရင်လဲတိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်ဖြစ်တော်လဲဝိတရူပဖြစ်သောသားကိုမင်းမြောက်တစား၅ပါးနဲ့သူ့ဦးကြီးတော်ဗန္ဓုလကိုတတ်ရမလားလို့ဗန္ဓုလစစ်သူကြီးရဲ့တူဖြစ်သောဒီကကာရယနာကနေပြီးတော့ကြံစီမှုဝိတရူပကိုမင်းမြောက်မှုကြောင့်ဗေမိတာရမင်းနဲ့မောင်းလဲနှမလဲသမီးရောက်ဖတော်သောကောသလရှင်မင်းကဗေမိတာရမွေးဖွားထားသောအဇာတတတူတော်ကိုအကူအညီတောင်းပြီးတော့ငါတိုင်းပြည်ကြီးပြန်ရအောင်လုပ်မယ်ဆိုပြီးတော့အသွားရာဇကြုံမြို့အပြင်ဘက်မှာရှိတဲ့လမ်းနဘေးကဇရပ်ပေါ်မှာကောသလမင်းကြီးကလည်းနတ်ရွာစမ်းလို့ကံတော်ကုန်သွားပြီသို့တော့ဒီကနေ့ကောသလမင်းကြီးသေရာကနေပြီးတော့ပြန်ရှင်လိုက်ကြအောင်ဆိုဒေသနာစဉ်အရမဟုတ်တော့လည်းပဲကွက်ကြော်အားဖြင့်နောက်ပြန်လှည့်လိုက်ကြအောင်ဆိုဘာလို့လို့လဲဘုန်းကြီးဟောနေတာကမန္လိက2ယောက်ကိုရှင်းရှင်းလင်းလင်းသိအောင်ဟောနေတဲ့တရားဖြစ်ပါဗန္ဓုလစစ်သူကြီးမယမန္လိကသည်အဖိုးကိုကလေးထိုက်တန်သောမဟာလတာတန်းစာကိုဝှေ့၍မိမများစည်းစိမ်ကိုပုံဆုံးအောင်ခံစားရတဲ့မိမကောသလဘယင်ရဲ့မိဘရခေါင်ကြီးဖြစ်သောမန္လိကာကတော့ပန်းတယ်ကြီးတဦးတယောက်ရဲ့သမီးဒီမန္လိကာ2ယောက်ကိုတပည့်တော်ခွဲခြားပြီးဟောခဲ့ပါလေဗျာတရားနာပြေသာကြီးလည်းဒီမန္လိကာ2ယောက်ကိုခွဲခြားပြီးဟောခဲ့တာဖြစ်သဖြင့်ဒီကနေ့ကောသလရှင်ဘုရင်နဲ့မန္လိကာတို့ဘက်ကိုပြန်ဆက်ကြအောင်ဒီကနေ့တရားတော့မှတ်သွားကြပေါ့လေဖယားနဲ့မှရွှေမျိုးတော်ခြင်းသူလို့အမည်တက်လိုက်ကြလို့ကျမ်းဂန်နဲ့တော့မပါဘူးကျုပ်ဖာကျုပ်ပွေးတာဒေသဘသူနဲ့ရွှေမျိုးတော်ခြင်းတာတော့ဖယားနဲ့ရွှေမျိုးတော်ခြင်းဖယားနဲ့ရွှေမျိုးတော်ခြင်းပုံလေးကိုကျွတ်တို့ဝိတရူပကနေပြီးတော့ပြန်စကြအောင်ဝိတရူပဆိုတာရှင်ဘုရင်သားတနည်းအားဖြင့်ဝိတရူပဆိုတာကျွံမသားရှင်ဘုရင်သားကျွံမသားဟောနှမျိုးရဘယ်လိုလဲဖေရမေးစရာရှိတာပေါ့ဒီလိုပရိသတ်ကျွံမသားနဲ့ရှင်ဘုရင်သားဖြစ်ပုံကိုပြောကောသလရှင်ဘုရင်သည်ကျွတ်တို့မန္လိကမိဖုရားကြီးနဲ့အကြောင်းဆက်ပုံလေးနည်းနည်းပြန်ပြောကြတယ်တူတော်အဇာတတနဲ့စစ်ဖြစ်ကြပါရောကောသလတူတော်အဇာတတနဲ့စစ်ဖြစ်တော့မြင်းစီးပြီးတော့တအားပြန်ပြေးလာဟောမန္လိကဆိုတဲ့ပန်းသေးကြီးရဲ့သမီးကလည်းပန်းခူရင်မြတ်စွာဘုရားကိုတော်မြတ်ကြီးဆွမ်းခံကြအလားသူစားဖို့ပါလာတဲ့ဂဗိုက်ချင်းကမယောမုံအဆုပ်ကလေး3စုပ်မြတ်စွာဘုရားကိုတော်မြတ်နဲ့ရင်ဆိုင်တွေ့တော့ဘုရားကြွလာဟန်ကြလိုက်တာလှူခြင်းလိုက်ပါပြီမလိကာညီလှူတော့လို့သူ့အစ္ဆဒတန်တောင်မှရှိသောစေရနာလေးကတိုက်တွန်းအဲ့ဒီစေရနာလေးကတိုက်တွန်းသဖြင့်ဘုရားကိုတော်မြတ်ကြီးအားမယောမုံစုပ်3ခုကိုလှူလိုက်လှူတော့ဘုရားကိုတော်မြတ်ကမန္လိကမိမ့်မပြုတ်လေးကိုကြည့်ပြီးတော့ပြုံးလိုက်ဘုရားပြုံးတာအကြောင်းရှိကလေးမလေးကိုပြုံးတာဘုရားကဘုရားမဟုတ်တာပေါ့ကျွတ်တို့ဘုန်းကြီးတွေကမိမ့်မပြုတ်လေးကြည့်ပြုံးကြည့်ပါဒီကတော့ခေဘူးကွာဟာဘုထုဇင်နေဆိုတော့ထင်မိထင်ရကြမိကြရပြောကြဘုထုဇင်ရဲ့အပြုံးကတစ်မျိုးဘ
ဘုရားကိုယ်တော်မြတ်ပြုံးတာကဒီကလေးမလေးရဲ့ဥပနိတ္တရာတွေကိုမြင်တော်မူတယ်ညီတော်အနန္ဒာကညောက်ကနောက်ကရှောက်မြတ်စွာဘုရားပဲ့နဲ့ကြောင့်ပန်းတဲ့သမီးကိုကြည့်ပြီးတော့ပြုံးတာလေဘုရားဟဲ့ညီတော်အနန္ဒာဒီကလေးမသည်များမကြခင်တိုက်ပြေအုပ်ချုပ်သောဘယင်ကောသလရဲ့မိဘရခေါင်ကြီးဖြစ်နိုင်တဲ့ဘုံလက္ခဏာပါ၍ငါဘုရားကိုလှူရသောမယောမုံစုပ်ရဲ့ကုသိုလ်အဟုန်ကြောင့်မိဘရခေါင်ကြီးဖြစ်မှာကိုမြင်တော်မူ၍ငါပြုံးတဲ့ခြေသားအနန္ဒာဒီတော့ကလေးမလေးကကြားတော့ဝမ်းမြောက်ဝမ်းသာနဲ့အပေါင်းဖော်မိန်းကလေးတွေနဲ့သွားပြီးတော့တရားနာပြေးတာပန်းညာနဲ့ပန်းခူးကောသလကြီးကလည်းစေရင်နှိမ့်လို့မြင်းစီးပြီးတော့ပြန်ပြေးအလားမြင်းကိုတအားနှင်းတော့မာလိကာနဲ့အပေါင်းအသင်းဖြစ်တဲ့မိန်းကလေးတွေတယုံယုံနဲ့ပြေးကြလန့်ပြေးကြမာလိကာမလန့်ဘယ်လန့်မလဲမိဖုရားဖြစ်မဲ့ဘုံကံကြီးကပါလာပြီးတော့မိန်းမအိန္ဒြေကိုလည်းပဲပြပြရှိတယ်မာလိကာမိန်းမဆိုတာပြေးမှပြေးကောင်းမယ်မှတ်ထားမိန်းမစစ်ကပြေးကိုမပြေးကောင်းမှုဟဲ့ရန်ကုန်မြို့ကငတ်နှမများမှတ်သွားကြမပြေးကောင်းတဲ့ထဲပါတယ်ဟဲ့အဲနောက်ကလိုက်ဆိုကြည့်စမ်းပါယဟန်မိန်းမရှင်ဘရင်မင်းစီးတဲ့ဆင်းဘယ်နှမျိုးတုံးယဟန်ရဲ့မိန်းမရဲ့ရှင်ဘရင်ရဲ့မင်းစီးတဲ့ဆင်းရဲ့ပြောကြည့်စမ်းပါယဟန်မပြေကောင်းဘူးယဟန်မလုံးမပြေကောင်းတို့တိတ်ခါဘုတ်တော်မှာလက်တောင်ရမ်းမသွားရကျွတ်တို့ပုထုဇဉ်နဲ့ဆိုတာဘာမှမြင်တာမဟုတ်ဘူးဘုရားကိုယ်တော်မြတ်ရဲ့တပည့်သားဖြစ်တဲ့ယဟန်တွေလက်ရမ်းသွားတော့နာနာဘဝဝိနာဘဝတွေကမြတ်စွာဘုရားကဲတော်မူပါဘုရားကဲတော်မူပါဘုရားယဟန်တွေဟာဘာမှမမြင်မဲနဲ့လက်တွေရမ်းသွားလို့တပည့်တော်တို့တိုက်မိပါဘုရားခိုက်မိပါဘုရားဒါကြောင့်ဘုရားကိုယ်တော်မြတ်ကလက်တောင်ရမ်းမသွားရဘူးကျွတ်တို့ယဟန်ပြေးဖို့ဆိုတာဝေးဒါပေမဲ့လို့ကျွတ်တို့မန္တလေးနေတော့ကကျွတ်တို့နေတဲ့တိုက်ရဲ့အနောက်ဘက်ပလန်းရထဲအရက်ထဲမီးလောင်တော့ဘုန်းကြီးတွေသင်္ကန်းကြောင်ကြိုက်ပြေးငိမ့်လို့အတော်အသင့်အပြစ်လဲအသင့်ခံပြီးဆွမ်းတကဆွမ်းမတွေငဲ့ကြဒါကြောင့်ယဟန်မပြေးကောင်းပါဘူးတဲ့ဗျပြေးရင်တမနတာရုပ်ပယဟန်သိက္ခာနဲ့မညီဘူးရဲ့လို့ကဲ့ရဲ့ွယ်ဖြစ်ချင်းကြောင့်သိက္ခာဘုဒ္ဓနဲ့လည်းမညီသောကြောင့်ပြေးကောင်းဘူးမိမပြေးကောင်းဘူးမိမဘာလို့မပြေးကောင်းဝိတခါဇတ်ထုတ်ထဲမှာထင်ရှားပါတယ်ပြိတ္တဘာလို့တော့မိမမပြေးကောင်းတော့လို့ဆိုတော့ဝိတခါကပြောတယ်လေပုံနာတယ်ဖေတို့တဲ့မိမများမပြေးကောင်းပါဘူးတဲ့မိမများပြေးမဲ့လွှားမဲ့ဆိုရင်နဲ့အင်္ဂါချုပ်တဲ့သွားရင်တဲ့ဆိုင်မော်တီခင်းထားတဲ့ကုံတွေဟာပုတ်သိုးနေတဲ့ကုံဟာတန်ဖိုးမရှိသလိုတဲ့ဆိုင်မော်မှာတသက်သာထားတဲ့ပစ္စည်းလှလှပပမပုတ်မသိုးမကျိုးမပဲ့မှတန်ဖိုးရှိသလိုမိကလေးများမှာပြေးလို့လွှားလို့အင်္ဂါချုပ်တဲ့သွားမယ်ဆိုရင်ဖြင့်ယောက်ျားတွေကအိမ်တောင်ပဲရွေးတဲ့နေရာမှာဈေးလျှော့ယုံနဲ့မပေါင်းသင်းလူကြပါဘူးတဲ့မှတ်ထားရဲ့ကံတော်ပါဗျာဦးစကားကြီးကရှိနေတယ်လင်လူတို့နားပဲ့တဲ့တတိထားနော်ပြေးကောင်းမှုတဲ့မိမမပြေးကောင်းမှုဆိုပြီးဒီကြာနီကန်ကြောင်းပေါက်ကမကြီးပင်ထိတ်ရောက်ကုန်ပါပြီကောင်းပါလေးတွေမကြီးရွက်တက်တာမကြီးပြီးခူးတာပြေးတာနဲ့ဘာဆိုင်တော့ဗျအေးပြေးတာကြိုးယုံရဲ့ဟဲ့သစ်ပင်ထိတ်ကရသေဖို့ရှိမှန်ရလားပြိဿကြီးအေးဒါကြောင့်မိမမပြေးကောင်းမှုတဲ့တလောက်ဆိုသဘောပေါက်ပါပြီနောက်ရှင်ဘရင်ပြေးကောင်းတိုက်ပြေးအုပ်ချုပ်တဲ့ဘရင်ပြေးလွှားနေမယ်ဆိုရင်ကဲ့ရဲ့တင်းကျူဇေကရင်ဆိုပြီးတော့ဆင်းရဲသားကဲ့သို့ပြေးနေတဲ့ရှင်ဘရင်ဖြစ်ထိုက်တဲ့လက္ခဏာမပါဘူးလို့ကဲ့ရဲ့ွယ်ဖြစ်လို့ပြေးကောင်းမှုတဲ့မင်းစီးတဲ့ဆင်မုံယုံပြီးပြေးနေရင်ဆင်ရိုင်းဆင်မိုက်ဟဲ့အဘိတ်သိက်သွန်းလောင်းတဲ့မင်္ဂလာဆင်မဖြစ်ထိုက်ဘူးလို့ကဲ့ရဲ့ွယ်ဖြစ်ချင်းကြောင့်ပြေးကောင်းမှုတဲ့ဒါကြောင့်ဟိုအမျိုးသမီးအပေါင်းသင်ကလေးတွေနဲ့ပန်းခူးနေတဲ့မန်လိကမပြေးဘူးဆိုတာလေမိဘရခေါင်ကြီးဖြစ်မဲ့ဘုံလက္ခဏာကလည်းပါတယ်
မိမအိမ်လေးရွှေပေးလို့မရဆိုတဲ့စကားနဲ့လျော်ညီတဲ့အမျိုးသမီးမှုမပြေးဘူးတဲ့ပြိဿကြီးမပြေးရုံနဲ့မကားဘူးမြင်းကြီးကဇိုးဝင်လာတော့ဟောမန်လိကပန်းတဲ့သမီးလေးကပန်းခူရင်မြင်းဆက်ကိုလှမ်းဆွဲလိုက်မြင်းဆက်လှမ်းအဆွဲမှာကောသလရှင်ဘရင်ကြီးလှလိုက်ကောင်းပါလေဟေးတင်လှပါလားကွယ်တော်လူမလေးဘရင်လှတယ်ငါဘရင်ဆစ်ရှုံးလို့မောပြီးပြေးလာတော့လေဟမလေးတင်းမျက်နှာလေးကြည့်လိုက်ရအမောပြေးပြီးကွယ်တော်သူမလေးရဲ့ဘရင်ဟဲ့ကလေးမဘာတုံးတော့ဘေးဟဲ့ငါဘရင်ဖျားလို့ထူဖျားထူဖုံကြီးမှထူကအော်ခက်တယ်ဒီကလေးမကဲဘယ်လိုပဲပြောနင်ပြောသမျှလေးတွေဒေါသမဖြစ်တဲ့အပြင်နှခမ်းလေးစုပြီးတော့မျက်လုံးလေးတောင်းကကြည့်တာကငါအသက်ဆွဲယူလိုက်သလိုဘယင်လည်းတောင်ပြောကုန်ဘယင်ပြောမသိဘူးဥဇတိလရှာရှိတယ်အောက်မေ့ပေါ့လေဟဲ့နင်တာမိကလားအသာမိကတာမိကတွေမတာမိကတွေတော့ဘာတွေလျှောက်ပြောနေကြောက်မသိဘူးခက်တယ်အလေတော်သူမဆိုတော့တာမိကအတာမိကဘယ်သိမလဲဟဲ့နင့်မှာငါရှင်းပြောမယ်လင်ရှိသလားမရှိဘူးလားမေတော်လူကြီးကဘယ်လင်ရှိရမှာတော့ကျုပ်ကဲလင်မရှိလို့ရှိရင်ဖြင့်မိဘရဲ့ခေါင်းကြီးမြောက်မယ်တိုင်းပြည်အုပ်ချုပ်တဲ့ငါဘယင်ဟဲ့တဲ့ဘယင်များလူချင်းရင်ရှိသလားမရှိဘူးလားအရင်မေးရှိလို့ကရှောင်မလားဆိုတော့သူမရလူချင်းသူ့လည်းလှမ်းနဲ့ထိုးဘူးသူကမြောက်ပေးတယ်မသိဘူးယူတာဇော့ပဲအတော့ခွတ်ကြတယ်ကာမတတ္တဝါကြီးကြည့်အခုတရားနာပြိဿမိဖုရားမြောက်မယ်တဲ့ဗျမြင်းမော်ကဆင်းပြီးတော့ကျမ်းဂန်နဲ့ပါတဲ့အတိုင်းပြောလိုက်ရအောင်မန်လိကာရဲ့ရင်ခွင်ထဲမှာလေပြိဿကြားလားမန်လိကာရဲ့ရင်ခွင်ထဲမှာလေစစ်ရှုံးလို့ပြေးလာသမျှအမောတွေဖြေပြီးတော့အမလေးတရေလောင်မေးတဲ့မြို့အဲ့ဒါလိုမေးပြီးတော့တရားနာပရိသတ်ရေမြင်းမော်တင်ပြီးခေါ်သွားမြင်းမော်တင်ခေါ်သွားပြီးတော့ရွှေနန်းတော်လဲရောက်ရောဟဲ့မင်းကြီးများသွားမန်လိကအမျိုးသမီးအားသူ့မိဘရထံပြန်ဖို့သူမိဘအိမ်တို့ပြန်အဖို့ခိုင်းပြီးတော့မှတရားနာပိဋကဟောအယောင်အဆောင်တွေနဲ့တကွာရွှေနန်းတော်မှလွတ်၍ရင်ရထားရင်းနဲ့အချွေရန်တွေနဲ့မူကြီးမရတေနာပတိတွေနဲ့စေလွတ်ပြီးအခေါ်ခိုင်းပြီးဟောနောက်မိဘရခေါင်မြောက်လိုက်ပါတယ်ဗျာပိဋကဖယားဗျာဒိစကားနော်ဘယ်တော့ခါမှမမှားဘူးဥဇတိလာတို့ပြောတဲ့စကားကတော့သုံးခွက်တစ်ခွက်တင်မယ်ပုထုဇဉ်ကိုပရိသတ်ရဲ့ဘုရားပြုံးတော်မူတာဒါဗျဒီကလေးမှမိဖုရားဖြစ်မှာတဲ့ပြုံးမိအလျောက်လည်းပဲဟောမိဖုရားခေါင်ကြီးဖြစ်သွားရောယေသားကြီးမာလိကမိဖုရားခေါင်ကြီးဖြစ်သွားပါလားမိဖုရားခေါင်ကြီးဖြစ်သွားတော့မာလိကာကအင်မတန်လိမ္မာတဲ့မိမလိမ္မာကောသလကလူအားကြီးရှင်မယင်သာဖြစ်တာလူအားကြီးဘလောက်ထိအောင်အားတုံးဆိုတော့မန်လိကာသူ့ကိုလိမ်မှုတယ်ပြိတ္တလိမ်မှုတာလေဘုန်းကြီးနောက်ပိုင်းကျတော့ပြောပါဟိုကျုံမသာဆက်ကြအောင်ဆိုဝိတ္တုပကဲကောသလရှင်မယင်ကကြုတ်ပေးတဲ့ဇလန်းနာမည်လေးအတိုင်းပေါ့တရားနာပြိတ္တဒီကနေ့ရန်ကုန်မြို့ကျွတ်တို့တာမွေနတ်ချောင်းရက်ကွက်မှာဒေဝကုဏရီကျောင်းတိုက်ကထိန်ဖြစ်မြောက်ရေးနဲ့ဒုံလဘယဟန်ငံဖြစ်မြောက်ရေးအဖွဲ့မှာပင့်လျောက်တဲ့တရားဒီကနေ့1338ခုတပေါင်းလာဇန်9ရက်နေ့ည
ဘုန်းကြီးပေးထားတဲ့နာမည်ကဖယားနဲ့မှရွှေမျိုးတော်ခြင်းသူတဲ့တရားနာမည်ကောသလရှင်ဘုရင်သည်တိုက်ပြည်အုပ်ချုပ်ဘုရင်လုပ်ပြီးတော့နေရာမှာဖယားကိုယ်တော်များကြီးနဲ့လည်းသိအကျွမ်းမဝင်သေးဖယားတပည့်သားဖြစ်တဲ့တန်ဃာတော်တွေနဲ့လည်းသိအကျွမ်းမဝင်သေးအနာရဘိန်တထေကလည်းတနေ့တနေ့ဆွမ်းကလိုက်တဲ့တန်ဃာ2000ဝိသခါကလည်းတနေ့တနေ့တန်ဃာ900ကလိုက်တဲ့ဆွမ်းနေဗျာရန်ကုန်မြို့အကျယ်ကြီးပါရန်ကုန်မြို့ရှိတဲ့ဆရာတော်တွေတနေ့တပါးသာကတ်ဆမ်းမှာ2000မဟုတ်ပါဘူးရန်ကုန်မြို့အမလေးတထေတွေပေါ်လှပါပြီတနေ့တပါးမှန်အိမ်တိုင်းသာကတ်ကြည့်ပါရန်ကုန်မြို့တန်ဃာတွေဆွမ်းကပ်ဖို့တောင်ခမည်းတော်လောက်မည်မဟုတ်ပါမှန်ရလားပြိဿတန်ဃာတစ်ပါးဆွမ်းကတ်တာတာဝန်မကြီးဘူးမှ2000ကတ်တဲ့ပြုတ်ဝိသခါတို့က900ကတ်သည်စိတ်တသူကျွေးအစရှိတဲ့တထေးတွေကလည်းကတ်ကြသည်အဲ့ဒီလိုတရားနာပြိဿဆွမ်းကတ်တော့တန်ဃာတော်တွေကကြွလိုက်ကြတာကောသလရှင်ဘုရင်နန်းတော်ကြတော့ကြောထွက်သွားမကြွဘူးကောသလဘုရင်စဉ်းစားဘုရားသားတော်ယဟန်နေငါရှိမကြွဘူးပင့်နာကောင်းတယ်မြတ်စွာဘုရားတပည့်တော်တန်ဃာတော်များစွာဆွမ်းကတ်ချင်ပါတယ်ဘုရားတန်ဃာ1000ပင့်ညီတော်အနန္ဒာပါသွားပါပေမဲ့လို့တရားနာပရိသတ်တန်ဃာတော်တွေကသူပင့်တဲ့ထဲကတဘာမှကြွဘူးဘေးဝိသခအနာရဝိစရှိတဲ့ရှိအကုန်လုံးကြွကြရှင်မရင်ထံတဘာမှသုံးသားမကြွရှင်အနန္ဒာတဘာပဲကြံနေရင်အဲ့တော့ကောသလကအပြစ်တင်တယ်ကြည်စမ်းတွားလိုက်ကြတာတထေးသူကျွယ်လေးငါရှင်ဘုရင်ကြတော့မစားကောင်းနဲ့အပိကြလို့ကြည်ငါရှိမကြွဘူးဘုရားရှောက်မယ်မြတ်စွာဘုရားတဲ့တန်ဃာတော်တွေတပည့်တော်1000ပင့်မှလျက်ကနေတပည့်တော်ရွှေနန်းတော်ကြီးတို့အင်မတန်ကြက်တရေရှိတဲ့နန်းတွင်သို့ဆွမ်းခံမကြွပါပဲနဲ့ဘေးတထေးသူကျွယ်တွေအိမ်သာကြွကြတယ်ဘုရားဘုရားကိုယ်တော်မြတ်ကတန်ဃာတော်တွေအပြစ်မတင်ဘူးတက္ကတော်တဲ့ငါဘုရားဤသားတော်တွေကတက္ကတော်ရေမြေရှင်နဲ့သိအကျွမ်းမဝင်လို့နဲ့တူပါရဲ့အကျွမ်းဝင်နဲ့ရင်းနှီးတဲ့ပုဂ္ဂိုလ်များရဲ့ထမ်းသို့ကြွကြတာနဲ့တူပါရဲ့မြတ်စွာဘုရားဒါဖြင့်ဘုရားတပည့်တို့ရှောက်ပြရစီဘုရားဘုရားတပည့်တော်နဲ့တကွဆွမ်းကတ်ကြတဲ့တထေးသူကျွယ်တွေမှာဘုရားအမှုရှိတဲ့တန်ဃာတွေဆွမ်းကတ်ကြတဲ့အချိန်မြည်ပြီးပုဂ္ဂိုလ်တွေကတ်တဲ့ဆွမ်းကမြတ်ပါတယ်လေဘုရားမေရောပြုတက္ကတော်တိုင်းပြည်အုပ်ချုပ်တဲ့သင်ဘုရင်ကကောင်းကောင်းမွန်မွန်မြတ်မြတ်တွေကတ်နိုင်တာသင်ဆွမ်းကပူမြတ်တာဘော့လို့ဦးကြောင်ကြောင်မျက်နှာလိုက်ပြောမဲ့ဘုရားမှတ်လို့မေးတာဘုရားကလည်းမပြောဘူးပြိဿတက္ကတော်တဲ့ဝိသတိကပရမပဲဝိသတိကပရမန်ဆိုတာဘာပြောတာတော့အကျွမ်းဝင်တဲ့ဆွမ်းကမြတ်တယ်တဲ့မြတ်စွာဘုရားအကျွမ်းဝင်တဲ့ဆွမ်းကဘယ်လိုလဲဘုရားအကျွမ်းဝင်တဲ့ဆွမ်းဆိုတာသာသနာတော်ကြီးနဲ့ရွှေမျိုးတော်စက်တဲ့ငါဘုရားသာသနာတော်နဲ့ရွှေမျိုးတော်တဲ့ပုဂ္ဂိုလ်လှူတဲ့ဆွမ်းမှမြတ်တယ်တကားတော်အဲ့ဒါလို့ဘုရားအမိန့်ရှိတော့ကောသလကြီးကလေဟောဘုရားနဲ့ရွှေမျိုးတော်ခြင်းစိတ်ပေါက်သွားဟန်ကြငါတိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်မဲဘုရားကိုယ်တော်မြတ်နဲ့ငါနဲ့သာရွှေမျိုးတော်သွားရင်မြတ်စွာဘုရားရွှေမျိုးရေမြင့်ရှင်တကားတော်ကြီးဟဲ့လို့ဟမလေးနန်းတော်ရဲ့တန်ဃာကြီးကြွလာလိုက်ကြမှာအဲ့ဒီကြောင့်မှကြီးညိုလုံးမဆုံးတပြုံပြုံနဲ့ငါဆွမ်းနေအာရပါရကတ်လိုက်မယ်ကောသလဘုရားနဲ့ရွှေမျိုးတော်သူပဲလို့ကြံနေထင်လို့ဘုရားကိုယ်တော်မြတ်ကဗုဒ္ဓရဏနဲ့မေမာယာမှာပေါက်ဖွားတဲ့သိတ္တထကဖြစ်တဲ့ဂေါရမဘုရားကပ္ပိလဝပြည်သားတာဂီဝင်မင်းမျိုး
ဘုရားရွှေတော်မျိုးတော်တွေထဲမှာတာကီဝင်မင်းသမီးတယောက်ကိုတောင်းပြီးတော့မိဘခေါင်ကြီးမြောက်မယ်အဲ့ဒီကြတော့မှငါကတ်တဲ့ဆွမ်းဟာသူများတဲ့မြတ်မယ်ဘုရားနဲ့ရွှေမျိုးတော်အောင်ငါလုံးမယ်ကြံရောပြုကြံပြီးတော့ကောသလဘုရင်ဒီသုံးဝန်စာလွှာရေးတာကီဝင်မင်းနေရဲ့ထံမှာငါအားတာကီဝင်မင်းမျိုးဖြစ်သောသမီးကညာဆက်သားရမယ်သုံးဝန်စာလွှာပို့လိုက်မဟာနာမင်းကြီးနဲ့တကွပေါ်လေတာကီဝင်မင်းနေခေါင်းချင်းရိုက်ကုန်တာကီဝင်မင်းမျိုးကသူများအမျိုးနဲ့ဘယ်တော့မှမရောရှက်ဘူးပိဋကမန်အင်မတန်ကြီးဘယ်လောက်ထိအောင်မန်ကြီးတော့ဆိုတော့ကျွတ်တို့မြတ်စွာဘုရားကပ်ပြီးလို့ကြွတော့လေဘုရားဖြစ်နေတာတော့မှရှိမခိုးဘူးအိုးတိတ်တထကဖြစ်တဲ့ယဟန်ဂေါရမဆိုတာငါတူလေးပဲငါတဲ့ငယ်တယ်သူကသာရှိခိုးอ่ะဒီလိုမှန်ဝင်သေးငါညီလေးပဲငါမီးလေးပဲအမေငါမောင်လေးပဲလို့ကျွတ်တို့ဘုရားခေါ်တော့မှရှိခိုးတာမဟုတ်ဘူးအဲ့တော့မှတရားနာပိဋကယမကဗျာဒီဟာတကူတော်တွေပြလို့ဗုဒ္ဓဝေဇတ်တော်ကြီးဟောတော့ကမှသုတ်တော်ရဏကြီးကစရှိခိုးလို့အဲ့ဒီကြမှာအကုန်လုံးရှိခိုးကြသည်တလောင်းမှန်ကြီးတဲ့နော်တာကီဝင်သူများအမျိုးနဲ့ရောစပ်ဖို့ဆိုတာဝေးရောပိဋကအသက်တာသေးခံမယ်ဒါဝန်တနုရခိတပေါ့လေကျွတ်တို့ခေကြတော့လူမျိုးတရားတစ်ပါးတောင်မကတော့ပါဘူးဟိုကနေရောဒီကနေရောနဲ့ကပြားနဲ့မကဘဲနဲ့ပြားတာနဲ့ဆိုတော့မရကုန်ပါဘူးမှန်လားပိဋကကြီးကိုမျိုးကိုစောင့်နေဟိုမှာကြည့်တာကီဝင်မင်းမျိုးတွေခက်တယ်ဒီကိစ္စငါတို့နေရတာကလည်းကောသလအာနာပြန့်နှံ့ရဖြစ်တယ်ကောသလဘယေငါစစ်ဆင်ပြီးတော့အန္တရာယ်ပြုတ်လာသောအခါမှာငါတို့သာကီဝင်းမျိုးကလည်းသူများအသက်မတတ်မှုသားမပြောတော့ဒုက္ခတွေသာများကုန်လိမ့်မကိုင်းကြံ့ကြစမ်းဘယ်လိုလုပ်ကြမလဲကြံ့ကြစမ်းဆိုပြီးတော့ကြံတယ်လေသမီးကညာဆက်ပါမယ်လို့ပဲသုံးဝန်စာလွှာပြန်ဖို့မဟာနာမင်းကြီးကဝါသဘခတ္တိယလို့ခေါ်သောကျုံမတယောက်ကိုငါသမီးလို့ပြောမယ်သူတို့ချင်းအတွင်းစကားထည့်ကြအဲ့ဒီဝါသဘခတ္တိယမြည်သောကျုံမကိုငါသမီးလို့ပြောဟိုကတမန်နေလာတဲ့အချိန်ခါမှာသမီးကညာလာတောင်းတဲ့အချိန်ခါမှာအဲ့ဒီကျုံမကိုတန်းစာဆင်ပြီးတော့ငါနဲ့ထမင်းအတူတူရှင်မရင်လို့ဆိုရင်ပွဲတော်တင်မယ်ပေါ့ခမရတို့လို့ဆိုထမင်းအတူတူစားမယ်ပေါ့တာကီဝင်မင်းမျိုးဆိုတာဘယ်တော့မှခိုင်းစေထားတဲ့ကျုံနဲ့ထမင်းအတူတူမစားဘူးဒါလောက်ထိအောင်စီကံကြီးမာနာလည်းကြီးဟိုကလည်းတရားနာပိဋကရေတာကီဝင်မင်းကညာဆက်ဖို့မင်းသမီးကညာဆက်ဖို့လွှတ်လိုက်တာကဟဲ့မောင်မင်းမြဟိုရောက်သောခါတာကီဝင်မင်းများနဲ့ပွဲတော်အတူတူတည်တဲ့သမီးကညာမယူခဲ့တာကီဝင်မင်းနဲ့ဆိုတာအမျိုးမှန်အမတန်တက်အမျိုးမှန်အမတန်အနွယ်မှန်အမတန်တက်တော့ကျုံမဖြစ်တော့ထိုးပြီးပေးခြင်းပေးလိုက်ပါသူလည်းထမင်းတူတူပွဲတော်အတူတူတင်မှခေါ်ခဲ့လွတ်လိုက်ရောလွတ်လိုက်တော့ဟိုကလည်းတရားနာပိဋကတာကီဝင်မင်းများကိုတော်ဥတင်မလားပါဗျာတဲ့သမီးကညာဆက်သောနေရာမှာကောသလရှင်မင်းကတိတိကြကြမှတ်ကြားလိုက်ပါလေဟဲ့ဘယ်လိုမှားလိုက်တော့ပွဲတော်အတူတူတင်မှခေါ်ခဲ့ရမလဲဟိုကလည်းတရားနာပိဋကစကားကြိတ်ထိုးပြီးသားကောင်းပြီဆိုပြီးတော့ဟောဒီသမီးကညာသည်ငါဤသမီးဖြစ်တယ်ဝါသဝခတ္တိယလက်ညှိုးထိုးပြဟိုတန်းသာဆင်ထားပွဲတော်အတူတူစားမယ်ဆိုပြီးဝင်းနဲ့ရအောင်စားမှာမဟုတ်ဘူးပရိယလောက်တာလည်းနားထောင်ကြည့်ဟုတ်သူတို့ချင်းချိတ်ထည့်ထားတယ်ငါနဲ့ဝါသမခတ္တိယကြုံမနဲ့ပွဲတော်အတူတူတည်တဲ့အခါမှာသဝန်းစာလွှာတစ်ခုဘယ်တိုင်းပြည်ကဘယ်သဝန်းစာလွှာလာပါတယ်လို့လာဆက်အဲ့ဒီကြတော့မှပါဇက်ထဲငုံထားတဲ့ထမင်းလို့ထွေးပြမယ်လက်ထဲက
ကင်ထားတဲ့ထမင်းလို့ချပြီးမဲလက်ဆေးတုတ်ပြီးတော့မှအဲ့ဒီချိန်ခါမှာငါသုံးဆာလွားကိုဖမ်းဒီလိုဂျိတ်ထဲပြီးသားဆိုတော့ပွဲတော်အတူတူတဲနေကသုံးဆာလွားဘယ်တိုင်းပြည်ကပါဆိုပြီးလာဆက်ပါဇက်ထဲကထမင်းလို့ထွေးပြလက်ထဲကင်ထားတဲ့ထမင်းလို့ပကံနဲ့ပြန်ချလက်ဆေးလက်တုပ်ပြီးသုံးဆာလွားဖတ်ပြီးသေးတဲ့ချိန်ခါကြတော့မှအဲ့ဒါငါသမီးပဲလို့ဆိုပြီးတော့မဟာနာမင်းကြီးကနေပြီးတော့ပေးလိုက်ခေါ်သွားရောခေါ်သွားတော့တရားနာပရိသတ်ကြီးမိဖုရားမြောက်တယ်ကောသလငန်းငန်းတက်တဲ့ဘဝတော့ကျွံမှမှန်းမသိဘာမှန်းမသိမြောက်လိုက်ဗျာရောမိဖုရားဒီလိုမိဖုရားမြောက်ပြီးတဲ့နောက်တရားနာပရိသတ်ကြီးဟောသားလေးတယောက်ဖွားမြောက်သားလေးတယောက်ဖွားမြောက်တော့သွားသူ့ဘိုးတော်များထံသတင်းစကားမင်္ဂလာစကားတွေသွားပြီးတော့အကြောင်းကြားကြည့်ခဲ့အကြောင်းကြားတော့ဟိုကပြောလိုက်တဲ့ဝါသဘခတ္တိယမဟာနာမင်းကြီးရဲ့သမီးကောသလဘယံရဲ့မိပွေခေါင်ကြီးသည်သားယောက်ျားလေးဖွားမြောက်တယ်လို့သွားအကြောင်းကြားတော့ဟိုကပြောလိုက်ဝန်လပါလို့ဒီတိုင်းပြောလိုက်ဝန်လပါဆိုတာကောင်းသောအဆက်အနှွယ်ဖြစ်ပြီလို့ဒီတိုင်းပြောလိုက်အဲ့ဒါတမန်ယောက်ျားကနားလေးနားထိုင်းနေတဲ့လူဆိုတော့ဝန်လပါမဟုတ်ဘူးဝိတတူဘလို့ဆိုပြီးတော့နားကြလွယ်ပြီးမှတ်သွားပါရောဝိပရူပမဟုတ်ဘူးနော်အဲ့ဒီဇတ်ထုတ်သေးချာလဲမှတ်ထားဝိတတူဘဓာရင်ကောင်းနှလုံးနောက်ကဘာကုန်းဘာကလည်းနှမျိုးရှိတယ်ဘာအကုန်းနဲ့ဘာအထက်ချိုင်ဟိုဘာကြတော့အထက်ကချိုင်နေလို့ဘာအထက်ချိုင်ဒီဘာကြတော့ကုန်းကုန်းကြီးနေလို့ဘာကုန်းနဲ့နော်အခေါ်ဝေါ်လေးတွေကဲဝိတရူပလို့ဆိုပြီးတော့မှတ်သွားတော့အဲ့ဒီတိုင်းပဲရှင်မယင်တော်ဥတင်တော့ဝိတရူပနာမည်လေးပေးလိုက်ဒီလိုဝိတရူပလို့နာမည်လေးပေးပြီးတဲ့ချိန်ခါမှာတဖြည်းဖြည်းနဲ့ဝိတရူပဟိုမတ်တပြေးလေးပေါ့လေဒီလိုမတ်တပြေးမင်းသားချင်းကစားကြတပါးသောမင်းသားတွေကတော့ဘိုးတော်ထန်းကဘွားတော်ထန်းကအမလေးကစားစရာလေးတွေဝတ်စားတွေလဲဆောင်းပနာတွေပေးသူ့ကြဘယ်သူမှပေးမဲ့လူမရှိမိခင်ဖြစ်သောဝါသဘခတ္တိယကိုမေးမိခင်တပါးသောမင်းသားတွေမှာရွှေမျိုးဖြစ်သောဘိုးတော်ဘွားတော်များထံမှာလက်ဆောင်ပနာတွေပေးကြတယ်မိခင်ရွှေမျိုးမရှိလေရောသလားမိခင်ဒီတစ်ခေါင်းပေါက်ဖြစ်လေရောသလားလူကမွေးတာမှဟုတ်ပါရဲ့လားငါအားမြည်သည့်ရွှေမျိုးကမှလက်ဆောင်ပနာမပေးအဲ့ဒါလို့မေးလာပြောခဲ့ဘူးဟိုကလှက်ပတ်ပြီးပရိယေနဲ့ပဲသားကိုတစ်သိမ့်နဲ့16နှစ်အရွယ်တဖြည်းဖြည်းကြီးရင်လာတဲ့အချိန်ကြတော့တရားနာပိဋကကြီးမိခင်နဲ့ငါဤဘိုးတော်များသည်ဘယ်မှနေသလဲဘိုးတော်များထံသွားခြင်းနဲ့သားရဲ့မင်းသွားလို့ဘာအကြောင်းထူးမှလဲအကြောင်းမှမထူးပဲနဲ့ရွှေနာတော်ပျော်ပျော်ကြီးနေပါတော့ငါသားကြီးမသွားခြင်းမှလဲမဟုတ်ဘူးလက်ပတ်သွားခြင်းရှိကလားရွှေမျိုးရှိကလားဘိုးဘွားရှိတာဘောသားရဲ့ဘယ်မှလဲကပ်ပြီလို့တိုင်းပြီမှာသွားမယ်သွားမယ်ဆိုပြီးဇွတ်ပြောတော့လေသားလေးအပေါ်တနာရာကတကြောင်နဲ့မငင်းတာသူ့ကိုယ်သူတော့ကြုံမလို့သိထားသကိုပြိတ္တအဲ့ဒါမိဘရခေါင်ကြီးကသဝန်ဆာလွှာအရင်ပုတ်အိုးတာကြီးဝမင်းအပေါင်းတို့ငါဣသားတော်ဖြစ်သောဝိတရူပသည်သင်တို့ထံသို့လာလိမ့်မယ်ဘယ်လိုအကြောင်းချင်ရမျိုးမှငါဤသားသည်ကျွံမသားလို့သူသိသွားအောင်အရေးအယောင်ကိုမျှမပြကြပါလေနဲ့ဝါသဝခတ္တိယမိဘရခေါင်ကြီးဘုရားမှာဆုံးရှုံးမှလည်းကြောက်ကျွံမကြီးဆိုရင်အတော်ခက်သွားမှာပေါ့အဲ့ဒီလိုမိဘရခေါင်ယာရုမှမကြရင်တော့အဲ့ဒီတိုင်းအရင်စာကြိုရေးသွားပြီးဝိတရူပလာမယ်ဆိုတဲ့သတင်းကြားကြတဲ့က
မဟာနာမင်းကြီးနဲ့တကွတာဂီဝင်မင်းများသည်ဝိတရူပအောင်ငယ်တဲ့ကလေးတွေကိုအကုန်လုံးဝိတရူပရှင်မခိုးရအောင်ဆိုပြီးတော့ဇဏဘုတ်တွေအကုန်ဖြတ်လို့ရှင်းရှင်းတော့ဖွဲ့ထားတယ်ပေါ့သူကသာရှင်ခိုးရမယ်တာဂီဝင်မင်းမျိုးများကကြုံမသားကိုရှင်မခိုးရဘူးဒီမန်ငုံပြိဿသူတဲ့ငယ်တာတွေအဝေးလွတ်ထားတော့ဝိတရူပရောက်သွားရောဝိတရူပရောက်သွားတော့တရားနာပြိဿဒါကမင်းဖိုးဒါကမင်းအဖွားမဲတာကမင်းဦးကြီးတော်အစရှိသဖြင့်သူကကြီးရှစ်ခိုးရတယ်သူရှစ်ခိုးမဲ့လို့တယောက်မှမရှိဘယ်နဲ့တော့တာဂီဝင်မင်းမျိုးတွေမှာငါရှစ်ခိုးမဲ့လို့မရှိကြတော့ဘူးလားဩဝိတရူပမင်းသားလေးတင့်အောင်ငယ်သောညီကလေးများသည်အဝေးသို့ခရီးလွန်နေကြသဖြင့်ရှစ်မခိုးခြင်းပါတင်ကြီးလေးတွေရှိရင်ရှစ်ခိုးကြမှာပေါ့အဲ့ဒါလို့ပရိယတ်နဲ့ပြောလိုက်တော့ပျော်သလောက်2ရက်3ရက်နေပြီးဝိတရူပပြန်ရောဆိုပါစို့ဝိတရူပပြန်တဲ့အချိန်ခါမှာတရားနာပြိဿဝိတရူပထိုင်သွားတော့ပြင်ချက်ကိုနို့ရည်တွေနဲ့ဆေးကျွံမသားထိုင်တဲ့နေရာဟဲ့ကျွံမသားဝိတရူပထိုင်တဲ့နေရာဟဲ့လို့အဲ့ဒါလို့အော်ဆဲပြီးတော့ရေဆေးတော့ဝိတရူပနောက်ကလက်နဲ့မိတ်လို့ပြန်ယူတဲ့စစ်သားတယောက်ကကြားရောဗျို့ကြည့်စမ်းငါတို့ဘရင်သားကိုကျွံမသားလို့ဆဲတွေ့ကြသေးတာပေါ့တွေ့ကြသေးတာပေါ့ဒီလိုနဲ့တရားနာပရိသတ်ရေဝိတရူပပြန်ပြီးတော့အဲ့ဒီအကြောင်းတွေပြောဝိတရူပလည်းဒေါသဖြစ်လွန်းလို့ပေါ့လေကြည်စမ်းတာဂီဝင်မင်းမျိုးတွေကငါဘရင်သားကိုကျွံမသားလို့ပြောရှိကြစေအောင်တော့ပြောကြစေအောင်တော့ငါတိုက်ပြီးအုပ်ချုပ်ဘရင်လောက်ရသောခါမှဒင်းတို့တာဂီဝင်မင်းမျိုးတွေကိုငါအကုန်သတ်မယ်ဖွဲ့သွားပြီညညုံတန်ညုံဖွဲ့သွားပြီအဲ့ဒီကိစ္စပရိသတ်ကောသလရှင်မရင်နဲ့တတော်ဥတင်လိုက်ရောအတော်ဆိုးတဲ့တာဂီဝင်မင်းမျိုးကြည်စမ်းကျွံမကိုတာဂီဝင်အမျိုးသမီးဆိုပြီးငါဆက်ကြတယ်တာဂီဝင်မင်းမျိုးမဟုတ်တဲ့ကျွံမဖြစ်သောဝါဒဝခတ္တိယအမိဖုရားကြီးအရာမှချာငယ်ငယ်ကလေးတွေကငါချစ်မြတ်နိုးလို့စစ်သေနာပတိအရာမှာပေးထားသောဝိတရူပကိုလည်းထိုရာရုမှချာကျွန်းအဖြစ်နဲ့သာနေကြသည်ကျွန်းရောက်ဆောင်ကိုပေးလိုက်ကြဒီတိုင်းထားပါရောဗျာထားယုံနေမကဘူးဘုရားကိုယ်တော်မြတ်ကြီးကျွန်းလာတော့မြတ်စွာဘုရားတဲ့တာဂီဝင်မင်းမျိုးများဟာဘုရားတပည့်တော်ရဲ့အပေါ်မှာဒီကဲ့သို့ကျွန်းမကိုတာဂီဝင်သမီးကညာဆိုပြီးတော့ဆက်ပါဗျာတို့ဖြစ်သည်တို့ဘုရားတပည့်တော်သည်ဝါသဝခတ္တိယနဲ့သူ့သားဖြစ်သောဝိတရူပကိုကျွန်းအရာမှာထားပြီးတော့ကျွန်းရောင်ဆောင်တဲ့သာအခုထားတယ်မိဘခေါင်းကြီးယာရုနဲ့စစ်သေနာပတိယာရုနှုတ်လိုက်ပါဗျာမြတ်စွာဘုရားကပြန်ဟောတယ်တကားတော့တဲ့ဝိတရူပသည်ကျွံမသားပင်ဖြစ်ပေမဲ့လို့သင်နဲ့ရသောမျိုးစိရှင်ဘရင်သားလို့အများတိုင်းသူပြည်သားများလူသားများသိကြတယ်တို့ဖြစ်သည့်အတွက်တကားတော့တဲ့အမိရဲ့အမျိုးဆိုတာအရာမရောက်ပါဘူးဖခင်ရဲ့အမျိုးသားလျင်ဗရဏဖြစ်တယ်သင်ဒီတိုင်းပြည်အုပ်ချုပ်တော်ဘုရင်သင်ယူသောမိမသည်ကျွံမပင်ဖြစ်လင်ကစားမိဘရခေါင်ဟာမိဘရခေါင်ပဲပေါ့သင်နဲ့ရသောသားကလည်းကျွံမသားပင်ဖြစ်တော်လေသင်ရဲ့သားဖြစ်ခြင်းကြောင့်သင်ဟာဘယင်ဖြစ်လို့ဘယင်သားပဲပေါ့ဝိတရူပဖခင်ရဲ့အမျိုးသားဗရဏဖြစ်တယ်လို့ဘုရားကိုယ်တော်မြတ်ဟောကြားတော်မူလိုက်တော့မိဘရခေါင်ကြီးအရာပြန်ထားစစ်သေနာပတိအရာပြန်ထားဒီလိုထားလိုက်တဲ့ကိုပြိဿဒီလိုထားပြီးတဲ့နောက်ကျွတ်တို့ကောသလကတော့သေပြီးသားဆိုတော့သူ့ဆတ်ကြောင့်ပြန်မပြောပါရစေနဲ့တော့သေချိန်တန်ကသေကြရဆိုတဲ့မနေ့ကဇလန်းထဲမှာတရားနာပြိဿရေဗန္ဓုလစစ်သူကြီးတဲ့သား32ယောက်ကိုတတ်ခဲ့တဲ့ကိစ္စကြောင့်ကောသလရှင်ဘုရင်အားဗန္ဓုလစစ်သူကြီးရဲ့တူတော်ဖြစ်သော
ဒီကကာရယနာကနေပြီးတော့ဟောမင်းမြောက်တဲ့စာ၅ပါးကိုဝိတရူပဆင်းကောသလရှင်မင်းကိုအန်တုလာတော့ကောသလရှင်မင်းထွက်ပြေးပြီးတော့ရာဇဂိုမြို့အပြင်ဘက်လမ်းနဝေကဇရပ်ပေါ်မှာနတ်ရွာဆံကန်တော်ကုန်ပြီးပါပြီမှန်လားပြိဿကြီးဒီလိုနဲ့တရားနာပြိဿကြီးဝိတရူပရှင်မင်းဖြစ်ဝိတရူပရှင်မင်းဖြစ်ပြီးတဲ့ချိန်ခါမှာတွေ့ကြသေးတာပေါ့ကွာငါကိုကြည်ဝမသားလို့ဆိုတဲ့တာကြီးဝင်မျိုးတွေဟေးတာကြီးဝင်တစ်မျိုးလုံးပြုတ်ရမှာကွာတစ်မျိုးလုံးပြုတ်ရမယ်ဆိုပြီးတရားနာပြိဿကြီးရန်ညှိုးထားပြီးလာခဲ့တဲ့ဝိတရူပသည်ရှင်မင်းဖြစ်သောခါဟောစစ်တပ်နဲ့ထွက်တာကြီးဝင်မျိုးတွေတတ်လို့ဘုရားကိုရောမြတ်ကြီးမြင်တော်မူတယ်ရွှေရန်တော်နဲ့ဆင်ញံလိုမြင်တော်မူသောခါဘုရားကိုရောမြတ်သည်ဝိတရူပသွားမဲ့လမ်းအရိပ်ကောင်းတဲ့တစ်ပင်ကြီးရှိတစ်ပင်ရိပ်မှာဘုရားသတင်းမသုံးနေဘူးခေါင်ခေါင်ကြီးတရားနာပြိဿထွက်ပြီးလွန်ဒီကောင်မှာသတင်းသုံးဝိတရူပဟာဘုရားပါလားဘုရားသွားပြီးတော့ရှိခိုးမြတ်စွာဘုရားတဲ့တစ်ပင်အရေးစီအမတန်အေးမြပါလျက်ကနဲ့ဟိုတစ်ပင်ကြီးအရေးတော့သတင်းသုံးတော်မမူပါပဲနဲ့ဘယ်နာကြောင့်နေဘူးခေါင်ခေါင်လွင်ဒီကောင်မှာသတင်းသုံးတော်မူပါလဲဘုရားကပါအမိတ်ရှိလို့ဟဲ့တကားတော်ဝိတရူပါတဲ့တစ်ပင်အရေးထဲဆွေမျိုးအရေးကအေးတဲ့တကားတော်ဘုရားအမိတ်ရှိပုံလေးအဲ့ဒီလိုတစ်ပင်ရိတ်တဲ့ဆွေမျိုးရိတ်ကအေးတယ်ဆိုတာမိန့်တော်မူတော့ဩသူ့ရဲ့တာကီဝင်မင်းမျိုးတွေဘုရားကသူ့ရွှေမျိုးတွေတတ်မှာစိုးလို့လာတားတော်မူတာဘုရားရှိလျက်ကနေငါတတ်လို့မသိလျော်ပါဘူးလေပြန်သွားတယ်နောက်တစ်ဖန်ထွက်ပြန်တယ်ဒီလိုပဲဘုရားကိုယ်တော်မြတ်စောင့်ဝိတရူပပြန်သွားသုံးချိန်တိုင်တိုင်ဘုရားကိုယ်တော်မြတ်လမ်းကစီးပြီးတော့တရင်သုံးဘုရားတွေ့လို့ပြန်သွားနောက်တစ်ချိန်ကြတော့တရားနာပိဋကကြီးဘုရားကိုယ်တော်မြတ်တားတော်မမူတော့ပြီမတားဆိုတာကီဝင်မင်းမျိုးများရဲ့ရှေးကအကြောင်းတွေကြည့်လိုက်တော့မြစ်ချောင်းတစ်ခုထဲမှာငါးတွေကိုအစိတ်ခတ်ပြီးတော့အစိတ်တွေချောင်းနဲ့ပြစ်ချခဲ့တယ်အပြစ်ကြောင့်တာကီဝင်မင်းမျိုးတွေငါဖယားတားတော့လည်းမရတော့ပါလားမြင်တော်မူတယ်ငါဖယားကြွပေးမယ်လို့တားမရတော့တာမို့ဖယားမကြွတော့ဝိတရူပစစ်တမ်းနဲ့ရောက်တော့တာကီဝင်မင်းမျိုးတွေကိုကပ်ပြီးလို့တိုင်းပြေသူ့စစ်တမ်းနဲ့လှဲဝိုင်းပြီးတော့ဟေးတတ်ကြငါရဲ့အဖေကြီးဖြစ်တဲ့မဟာနာမင်းကြီးနဲ့တကွာငါအဖေကြီးအပါမှာရှိတဲ့တာကီဝင်မင်းမျိုးတွေသာခြံလှက်ကြဒီလိုကိုပြိဿရဲ့ဒီလိုခြံလှက်ကြဆိုပြီးတာကီဝင်မင်းမျိုးတွေအကုန်လုံးတတ်တာဟေတာဝိုင်းမပြေစီနဲ့တဟဆိုပြီးတော့တအားအော်ပြီးတတ်လိုက်တော့ဒီမဲ့ပိဋကနိုးစုကလေးတောင်ခြံမှုတယ်အဲ့ဒီမဟာနာမင်းကြီးနဲ့တကွကျမ်းနေတဲ့တာကီဝင်မင်းမျိုးတွေကိုသူရွှေနန်းတော်ခေါ်သွားတယ်ပိဋကတချို့လဲထွက်ပြေးလို့လွတ်ကုန်တာပေါ့လေလွတ်တဲ့တာကီဝင်မင်းမျိုးတွေကဘယ်ရောက်ကုန်လုံးဆိုတော့တရားနာပိဋကဘုရားပွင့်တာမျက်စိမှဒေသအနောက်နိုင်ငံဒါပတိထွက်ပြေးလာလိုက်ကြတာဗမာပြည်ရောက်သာသနာအညာဆံကိုဗျဘုရားပွင့်တာမျက်စိမှဒေသပွင့်မိမယ်လို့ဝိတရူပရဲ့ကုသိုလ်ရောက်ရံဘေးကြောင့်လို့ဆိုပါစို့ဒီဗမာပြည်ရောက်လာပြီးတော့ခုသာသနာကဒီမှာအညာလားဆံနေထင်တယ်ပြောရတာနော်ဟုတ်လားဟုတ်တယ်နဲ့တူပါရဲ့ပြေးတာကြီးဟုတ်တယ်မဟုတ်လားမြတ်တို့ဗာမျိုးတွေတို့
ကောသလမင်းကြီးကဘုရားနဲ့ရွှေပြိုးတော်ခြင်းနဲ့ခင်ဗျားတို့တော်ခြင်းဘူးလားတော်ခြင်းခင်ဗျားတို့ဗာမျိုးတွေတော့ခင်ဗျာကြည့်ရှုလို့ကြအောင်နော်သာဂီဝင်မျိုးတွေပါဖရာပြေးတာခင်ဗျားတို့ဗာမျိုးတွေသာဂီဝင်မင်းမျိုးတွေဖရာသားသမီးတွေမဟုတ်လို့ဒီတရားဝဲကြီးလာနာနေကြတာဗောမှန်လားပြေးတာကြီးကဲတရားနာပြေးတာရေသာဂီဝင်မင်းမျိုးတွေမဟာနာမင်းကြီးခေါ်တော့မဟာနာမင်းကြီးကလေတရားနာပြေးတာဟိုကြငါလည်းသတ်မှာပဲအဲဒင်းတတ်တော့ငါမခံဘူးဒင်းတတ်တော့ငါမခံဘူးနေလည်းမနေလို့ဘူးကျွမ်းမသားနဲ့အတူတူငါရေချိုးခြင်းနဲ့ရေချိုးခြင်းနဲ့ဆိုတော့ချိုးပါတဲ့မဟာနာမင်းကြီးတရားနာပိသရေချိုးခြင်းလုံးမဟုတ်ဘူးငါကူငါစီရင်မဲ့တဲ့ကျွမ်းမသားနဲ့နေလို့မဖြစ်ဘူးတဲ့ဆံမင်းကိုအဖျားကထုံးပိသဆံမင်းဘဲကထုံးဆံမင်းကိုဖျားကထုံဆံမင်းဖျားကထုံပြီးတော့တရားနာပြီးတော့အဲ့ဒီထဲချီမနဲ့ရောချီညှပ်ပြီးတော့ဟောရေတဲ့ဂျုံပစ်ချဂျုံပစ်ချတော့တာဂီဝင်မင်းမျိုးနော်ဝန်တနုရခိတနော်မင်းသမခံမှုမင်းနဲ့မနေဘူးဆိုရေတဲ့ဂျုံပစ်ချတော့သူ့ကိုယ်သူစီရင်တာနဂါးတွေနေမဖြစ်ဘူးပူပြင်းသောချင်းရပြလို့ဖောင်ဖွဲ့ခံရမလေးနဂါးပြေခေါ်သွားတာဗျနဂါးပြေမှလေးမဟာနာမင်းကြီးကလူပြေကတရားနာပိသဟိုတာဂီဝင်မိဖုရားတွေနဲ့တည်းမကဘူးဗျနဂါးပြေသွားပြီသူက12နှစ်တောင်စံလိုက်သေးဗျကျန်ကနေတော့မပါဘူး12နှစ်ပါတာဟိုနဂါးပြေသွားမှတော့နဂမတွေနဲ့လည်းဘယင်နေမှာမဟုတ်ဘူးလို့မှန်ပြောရတာပေါ့ဗျာအမှန်ကြီးရတာကိုမှန်လားပြိဿကြီးကာမတတ္တဝါဆိုတာတော့ခဲရင်သားကဲရှိစေတော့အဲ့ဒီကိစ္စဒီလိုနဲ့ဝိတရူပတော့သူ့အဖေကြီးရှောက်ရှာလိုက်တာတွေ့ဘူးတော်ကြလာနုနုအမလေးသင်္ကန်းနေလာနုနုနဲ့မျောပေမဲ့လို့ပေါ်မလားပေါ်လာရလားပြိဿမပေါ်လာတော့တရားနာပြိဿကြီးရွှေနန်းတော်မရောက်ခင်ပေါ့လေတရားနာပြိဿဝိတရူပနောက်တရားနာပြိဿတူတူပြောကြပါစို့တူတူပေါ့နော်နည်းနည်းလေးလေးစေစင်ငါလေးလေးဖြစ်သွားပါပြီဇက်ွက်ဇက်လန်းနဲ့အရေးလေးအပတ်စီသွားပါပြီပြိဿအဲ့ဒီဝိတရူပသည်ကျွတ်တို့တစ်ခက်တဲ့နာထိုးပြီးတော့နားကြနားရင်ကနေပြီးတော့တချို့စစ်သားတွေကဝိတရူပရဲ့စစ်သားတွေကကုန်းမော်တက်အိတ်တချို့စစ်သားတွေကသဲတောင်မြေမော်အိတ်သဲတောင်မြေမော်ပေါ့လေအေးဆေးဆေးဆင်းကြနောက်တော့ဝိတရူပရဲ့စစ်သားတွေထဲမှာလည်းပဲတရားနာပိဿနောက်ဘဝကအကုသိုလ်ကံဖီစည်းလာတဲ့စစ်သားတွေကြတော့သဲတောင်မြေမော်အိတ်ကောင်းတယ်ဆိုပြီးတော့မနိုးဘူးဝိတရူပနဲ့အတူတကွနောက်ဘဝကကုသိုလ်ကံအဟုန်ပါပြီးအကုသိုလ်ကံမရှိတဲ့စစ်သားတွေကြတော့ချပြီးထိုးတာလို့ပွက်စိတ်တွေကြိုက်တာလို့အဟိုကောင်းဒီကောင်းတွေတက်တာလို့နဲ့မဖြစ်ဘူးယူရွာတာနဲ့အိတ်မရတော့ကုန်းမော်ပြန်တက်ကြကုန်းမော်စအိတ်တဲ့စစ်သားတွေနဲ့အဲ့ဒီတရားနာပိဿဝိတရူပနဲ့အတူတကွအိတ်တဲ့နေရာမှာပိုးရွာချပုံထိုးတယ်ကြိုက်တယ်ဆိုပြီးတော့ကုန်းမော်ပြန်တက်တဲ့စစ်သားတွေနဲ့စစ်သားဟိုချောင်းထဲမှာတချို့ပေါ့လေတောင်မြင်ပေါ့တချို့ကုန်းမော်မှာပေါ့လေအဲ့ဒီချိန်ခါမှာတရားနာပိဿကြီးမိုးကြီးလေကြီးပြီးထန်စွာရွာလို့ဟောဓာတ်ရောအမှတ်ရောမျောပြီးတော့လာတယ်မိုးရေကြီးထဲမှာဝိတရူပနဲ့တကွာတောင်ပြင်းအိတ်နေတဲ့စစ်သားတွေအကုန်လုံးသေချိန်တန်လို့သေကြရပြန်ပါရောဗျာသေလိုက်ကြတာနော်ကျုပ်ကလမ်းနေပေါ့သေကြပြီဒါကြောင့်ခမည်းတော်ကျွတ်တို့မနေခင်ကာလတဏီနီတဖုံဖုံဘယ်လိုနည်းနဲ့သေရမယ်ဆိုတာကတော့မြေကြီးလက်ခတ်လို့မလွဲကြပြီလွဲရလားပြိဿအဲ့ဒီမသေးခင်ကာလမှာယခုလိုတရားပွဲကြီးတရားနာခြင်းနဲ့စေတနာလေးတွေလှူဒါန်းတဲ့စေတနာလေးတွေကိုအပင်မခံပြီးတော့အညောင်းခံပြီးတော့ဟောဘုရားကုတော်မြတ်လက်ထက်တော်ကတာဝဋ္ဌိရာဇဂိုးစတဲ့မြို့သူမြို့သားတွေသည်နေ့ပိုင်းလောကီစည်းဝါးရှာပြီးတော့ညပိုင်းလောကုတ္တရာစည်းဝါးရှာကြတယ်ဘုရားကျောင်းတော်သွားပြီးတော့တဏီကုံစည်းဝါးရှာလို့ပေါင်းလာသမျှတ
တရားဓမ္မနာပြီးတော့လောကုတ္တရာစီဝါရှာရင်အပန်းဖြေကြသည်။အော်ရန်ကုန်မြို့သူမြို့သားတွေကဖယားလက်ထက်ကသာဝတိရာဇဂိုးစတဲ့မြို့သူမြို့သားတွေကဲ့သို့ပဲဟဲ့လို့နေ့လယ်ပိုင်းကြည့်လိုက်တော့လေမြို့ထဲသွားလိုက်ကြတာကားနဲ့တစ်မျိုးမြင်းလည်းနဲ့တစ်မျိုးစပိန်နဲ့တစ်မျိုးအမျိုးမျိုးသွားလာပြီးတော့လှုပ်လုံရွရွစောင်းနေရအတွက်ပင်မခံပြီးတော့ယခုညကြပြန်တော့လေပရိသတ်ကြီးမျက်စိတဆုံးကြက်ပြန်မကြဒါလောက်စီကားစွာလာပြီးတော့တရားနာကြသဖြင့်ဖယားလက်ထက်ကမြို့သူမြို့သားတွေကျွတ်တူမှန်းပြီးတော့ကြည်မိပါတယ်ဗျာမှန်ရလားပရိသတ်ကြီးဒါကြောင့်သေချိန်တန်သေကြရမယ်ဘဝမို့ကြည်ဝိတ္တုပတို့သေရောသေတော့မြတ်စွာဘုရားကိုတော်မြတ်ကြီးရှောက်ထားတယ်တန်ဃာတော်တွေကတာဂီဝင်မမျိုးတွေသေရတဲ့အကြောင်းခြေသားတော်နောက်ဘဝက6ထဲမှာအစိတ်ခတ်ခဲ့ကြလို့အဲ့ဒီရှေးကမကောင်းတဲ့ကံကြောင့်သူတို့သေကြသည်ဝိတ္တုပတို့သေတာရောဘုရားခြေသားတော်မကောင်းတဲ့အကုသိုလ်အမှုပြုတဲ့ပုဂ္ဂိုလ်များသည်ဝိတ္တုပတို့လိုသေကြရမှာပဲလို့သူတို့ရှေးအတိတ်တော်ဘုရားကိုတော်မြတ်ထဲမဟောပေမဲ့လို့ပြစ္ဆုတ်ပန်နဲ့ရှင်းနေပါပြီဧတဘယ်ရင်ရှင်းနေတော့အာဂီဝင်မင်းမျိုးတွေဟိုဘက်သူတို့ကသတ်လာဒီဘက်ကြရေမျောကုန်ရောမှန်လားပြိဿကြီးဒါကြောင့်တရားနာပြိဿကြီးဖယားကိုတော်မြတ်ကြီးနဲ့မှရွှေမျိုးတော်ခြင်းနဲ့ကွန်တလကျုံမရပြီးတော့ကျုံမကရတဲ့သာမင်းဖြစ်လို့သူကတော့လမ်းမှသေးရပါသည်ဘယ်မှသေးရအားရနော်ကွန်တလသေးသေးအားရမဟုတ်ဘူးမိဖုရားကြီးကမိမ့်မလိမ္မာကြီးဗျမိဖုရားကြီးကသူ့လိန်လဲအဟုတ်မှတ်တာမြင်ဘူးလားနည်းနည်းလေးပြောရအောင်တရားနာပိသမန္လိကမိဖုရားကြီးကလေဟိုသူ့နောက်ကခွေးလေးတကောင်တကောင်းကောင်းလိုက်နေတာရှိတယ်အဲ့ဒီခွေးလေးတကောင်းကောင်းလိုက်နေတော့မန္လိကမိဖုရားကြီးကရေချိုးကန်းနဲ့ဝင်ပြီးတော့ခြိထောက်ကိုကုန်းပြီးတော့ရေကလေးနဲ့လက်နဲ့ပက်ပြီးတော့ဆေးအဲ့ဒီလိုဆေးနေကခွေးလေးကနောက်ကမသူတော်တို့ရဲ့အကျင့်နဲ့မိဖုရားကြီးကျင့်တယ်ဗျအဲ့ဒါမိဖုရားကြီးตายရတယ်ตายရတာကိုကောသလဘုရင်ကြီးကလေသာတကားဖွင့်ကြည့်တော့မြင်တော့ဟင်ကြည်စမ်းတိုက်ပြီးအုပ်ချုပ်တယ်ဘယင်ရဲ့မိမလောက်ရပါလျက်ကနဲ့မိပရခေါင်ကြီးဘဝအာရတင်းတိမ်ခြင်းမရှိဘဲနဲ့ခွေးနဲ့ပြောပါတယ်ဟဲ့မိမယုံကောသလကြီးကသူမိမခွေးနဲ့ပြောမရမလားလို့မိမယုံလို့ခေါ်လိုက်တော့အသိမင်းကြီးငါပဲနဲ့တော့မိမယုတ်ခေါ်တာတင်မိမယုတ်တိုင်းပြည်အုပ်ချုပ်တဲ့ဘယင်ရဲ့မိပရခေါင်ကြီးလို့ဘာမှလိုလေသေးမရှိဘဲနဲ့တင်ခွေးနဲ့ပြောမှာငါဒီလိုမဆူဆွဲနဲ့နော်ဒီရေချိုးကန်းကတယောက်တည်းဝင်ရင်ကို2ယောက်ထင်ရတာနော်2ယောက်ထင်ရတာနော်ဘာဟုတ်ရငါကိုယ်တိုင်မြင်တာကဲမယုံရင်တင်မင်းကြီးဝင်ကြည့်အားလိုက်တဲ့ကိုသလားဘာပြောကောင်းမလဲရေချိုးကန်းနဲ့သူ့ဆင်းဝင်မိဘခေါင်ကြီးကရွှေနန်းတော်ဘောကတက်ကြည့်ဟင်သူ့ရုပ်ကြီးပြန်ထွက်လာတော့နေငါဘက်နဲ့သူ့ရုပ်ပြောတာတင်းဒီတိုင်းပြုတ်ချုပ်ဘရင်လောက်ပြီးမိမများစွာနဲ့နေရပါလျက်ကနေအခုစိတ်မနဲ့ပြောပါတယ်ငါဒီတိုင်းမပြောနဲ့တော့မိဘခေါင်ကြီးမဟုတ်ဘူးဟာမဟုတ်ရမှာတော့ငါကိုယ်တိုင်မြင်တာမရှောက်ပြောလိုက်တော့ကောသလကြီးဟာဒီရေချိုးကန်းကဟုတ်တကူတဲ့အမလေးတယောက်ထဲဝင်တာကို2ယောက်ထင်ရတဲ့ရေချိုးကန်းပါလားမိမကလိန်တာအဟုတ်ထင်ဒါကြောင့်ကောသလကြီးလူအလို့ပြောတာပြိတ္တာတိုင်းဆိုကြပါအောင်ဆိုအဲ့ဒီလိုလိန်ခဲ့တဲ့မိဘရခေါင်ကြီးကလည်းသေကဏီကာလကုသိုလ်ကောင်းမှုတွေအာယုံမပြုတ်နိုင်ရှာဘူးဘယ်အာယုံပြုတ်နိုင်မလို့ပြိတ္တာကောသလရှင်ဘုရင်ရဲ့တရားနာပြိတ္တာကြာကူလီဇတ်ထုတ်တော်မနေ့ဖြင့်ငါကြောင့်တထုပ်ဆက်ဟောကြတာပေါ့တထုပ်ဆက်ဟောကြတာပေါ့နော်လင်ရှိမရဆိုတဲ့ဇတ်လန်းကိုကျုပ်နေ့ဖြင့်ငါဟောအဲ့ဒါလေကောသလပါဦးမှာပဲကောသလကသေပြီးရင်ပြန်ရှင်ရင်တော့ကြရင်ပြန်သေရင်သေပြီးရင်ပြန်ရှင်ရင်နေမှာပဲနော်အဲ့ဒီဇတ်လန်းအဆက်နေ့ဖြင့်ငါဟောကြပါဦးစို့လင်ရှိမရပြေးသားရင်နေ့ဖြင့်ငါပါတော့နောက်ကထဲခြင်းထဲလိုက်ပေါ့သူပြစ်မှားလို့ပြေးသားဘသူပြစ်မှားတာ
ကဲနေ့ဖြင့်ကဇလန်းဒီနေ့ကင်မွန်းတက်ခဲ့မယ်လင်းရှိမရသူပြစ်မှားဆိုတဲ့ဇလန်းကိုကျုပ်ဟောအဲ့ဒီကဲဆိုတရားနာပရိသတ်ကြီးမိဘရခေါင်ကြီးသည်လေကောသလဘယင်အားအမျိုးမျိုးသောကိစ္စအဝဝအပေကြရမကြရအပထားလို့သူ့ကိုယ်ဘာမှမဖြစ်ရှာသေးပဲနဲ့ကောသလဘယင်အပေါ်မှာလိန်လီမှုကြောင့်ကုသိုလ်ကောင်းမှုတွေသတိမရနိုင်မဲနဲ့သေဂာနိကာလမန္လိကမိဖုရားကြီးလေအော်ငါမောင်ဖုရားကိုလိန်မိလေခြင်းမာတယ်မန္လိကာငါရဲ့လင်းသားဖြစ်တဲ့ကောသလကြီးသည်အမတန်ရိုးရှားတယ်သူရိုးပြီးရိုးလွန်းလွန်းအတော့ငါကသူ့ကိုလိန်ခဲ့မိတယ်မောင်ဖုရားကိုငါလိန်ခဲ့မိလေခြင်းဒီရေကျိုးကနှစ်ယောက်ထင်ရတယ်လို့လိန်ခဲ့မိလေခြင်းလို့အဲ့ဒီတန်ရကုတ်ကုတ်စာလေးနဲ့သေသွားလိုက်တာဟောမန္လိကာမိဖုရားကြီးအဝိစီကြလို့9 ရက်ပြိဿဘယ်2ရက်တို့အော်လင်းကိုလိန်တဲ့မိမအဝိစီဘယ်2ရက်ကြာသဘောပေါက်တယ်နော်မေးရဟုတ်လင်းကိုလိန်တဲ့မိမအဝိစီဘယ်2ရက်ကြာ9 ရက်ကြာတယ်နော်သဘောပေါက်တော့ပါလင်းကိုလိန်တဲ့မိမအဝိစီဘယ်2ရက်ကြာ3 ချိန်ပြောရင်တော့သဘောပေါက်တော့ပါပြီကိုအိမ်ကြနှစ်ဖူးပေါ်လက်တင်စဉ်းစားငါလင်းဘယ်နှခါလိန်ဘူးတော့ဒီထက်လင်းလိန်တဲ့မိမတွေများပါသလားအာတော့နာပါရဲ့ဟိုလူကြီးတွေကလည်းဘဝင်မမြင့်နဲ့မလိန်အောင်လဲရှာကျွေးရှာသမျှအိတ်ထောင်နဲ့ထဲမိမတပြားမှအလိန်ယုံမကဘူးခိုးမှာဗျဘာမှလို့ခင်ဗျားတို့ကလည်းမလိန်အောင်နေဒကမတွေကလည်းမလိန်နဲ့လင်းလိန်နဲ့မိမအဝိစီ9 ရက်ကြာကောသလကြီးကအမလေးသူ့မိဘရခေါင်ကြီးဘယ်ရောက်တုံးလို့ဘုရားကိုယ်တော်မြတ်သွားလျှောက်တယ်မိဘရခေါင်ကြီးဘယ်ရောက်တုံးဗျဟဲ့တကတော့တဲ့သင်မိဘရခေါင်ကြီးအဝိစီကြနေတယ်လို့လက်ညှိုးထိုးပြလိုက်ရင်တဲ့ကောသလကြီးပါဆက်ပြီးတော့ဘုရားကိုးကွယ်ပြီးတော့တန်ခါဆုံးကတ်တဲ့ကုသိုလ်တွေဟာအဝိစီမှမတားနိုင်ဘူးအင်မတန်လိမ္မာတဲ့ဘုရားကြည်ညိုတဲ့ငါဣမိဘုရားကြီးသည်အဝိစီကြတယ်ဆိုရင်သူပါကုသိုလ်ဒါနတွေဖြတ်ပြီးကောသလပါအဝိစီလိုက်မှာတနာလို့ဘုရားကမမေးပြအောင်တားတကူတော်နဲ့မိဘရခေါင်ကြီးပဲမှာရောက်နေသလဲဖရာလို့ဘယ်ဘဝရောက်နေသလဲဖရာလို့မမေးပြအောင်တကူတော်နဲ့သူ့တသက်မမေ့နိုင်တဲ့တရားစကားတွေဖရာကလွှဲဟောလိုက်တော့မေ့ပြီးမမေးပြပဲပြန်သွား9 ရက်ဖရာကမေးခွင့်မပေးဘူး9 ရက်လဲပြည့်ရောက်မိဘရခေါင်ကြီးကဟောနတ်ပြည်ရောက်အဝိစီကတက်ပြီးနတ်ပြည်ရောက်အဲ့ဒီကြတော့ကောသလကြီးရှောက်ချင်းရှောက်ပါစေတော့ဖရာကအဲ့ဒါလို့ခွင့်ပေးလိုက်အဲ့ဒီလိုခွင့်လဲပေးလိုက်ရောမြတ်စွာဘုရားလျှောက်တယ်မန္လိကမိဘရခေါင်ကြီးဘယ်ဘုံကရောက်တုံးဖရာတကတော့တဲ့နတ်ပြည်မှာရှိလိရဲ့ဩမြတ်စွာဘုရားကိုယ်တော်မြတ်ကြီးနဲ့တပည့်သားတန်ဃာတော်တွေလှူရတာဖြင့်တော်ဝေစွာဒါကြောင့်ဒါနသက်ကသသောဘာနာနတ်ပြည်ဆောင်နှံဖြစ်တဲ့ဆိုတာဟုတ်တဲ့ဟဲ့အလှအတန်းပြုတ်ခဲ့တဲ့ငါအိမိဘရခေါင်ကြီးသည်နတ်ပြည်သို့ရောက်ရပါလားလို့ကောသလကြီးကုသိုလ်ကောင်းမှုတွေမဖြတ်ဘူးတဲ့ပြို့ဒါကြောင့်9 ရက်အဝိစီကြတာကိုဘုရားကိုယ်တော်မြတ်မိတ်ရလားပရိသတ်ဘုရားမှုမမိတ်နာကျွတ်တို့ဘုန်းကြီးဥဇတိလာတို့ဆိုရင်တော့ခင်ဗျာမိမကြီးဟိုရောက်နေတယ်နေမှာပြောခြင်းပြောနေမှာမှန်ရလားပရိသတ်ကြီးဒါကြောင့်တရားနာပရိသတ်ကြီးမကောင်းတဲ့အလုပ်ဆိုတာမသိခင်လုပ်ပေမဲ့လို့သိရင်ပယ်ဖို့တော်ပါပြီကောင်းမလားပရိသတ်ကြီးသိရင်ပယ်ဖို့မတော်ဘူးလားခင်ဗျားတို့ကျွတ်တို့ခန္ဓာကိုယ်ကြီးကဒီဘဝသေးဟိုဘဝသေးတန်တရားတစ်ခွင်မှာသေးလာလိုက်တဲ့တက်စင်လွဲအောင်ဘဝတိုင်းသေးလာတဲ့ခင်းကောင်ဝါလူသဲစုကဘုရားတွေလွဲလာခဲ့တာဒါတောင်ခင်ဗျားတို့သတိရရဲ့လားဘုန်းကြီးဟောတော့ရမှာပေါ့အိမ်ပြန်ရောက်ပြောင်းရောပေါ့ပြောက်ဆရာကြီးကရှိတာကိုပြောက်ဆရာကြီးကဘာတွေတုံးဆိုတော့ဟွာတွေပေါ့ဟွာဆိုတာအညာသုံးတာဟုတ်တယ်ကျွတ်တို့ပဲအညာလေးဟောဒီအောက်ပြေလာပြီလက်သမားလုပ်တဲ့လူတယောက်မယငယ်ယူလား
ယငယ်ယူပြီးဟိုဘက်ပြန်ရောက်တော့မယကြီးအပါသိမ့်မကဘူးအငယ်နဲ့ကြီးတူမှမတူပဲအငယ်ငယ်ကြီးကကြီးကိုနေအောင်လူတွေကရမ်းရမ်းကြီးနေကျုပ်အချိန်ပြောင်းမယငယ်သားကြီးကတော့မယကြီးမကျေနပ်ဘူးမကျေနပ်တော့အညာမကြီးကအညာဆုံးသုံးလိုက်သူတို့ချင်းတော့သိတာဘယ်လူသိသိချင်မှသိအညာဆုံးနဲ့မကျေနပ်လို့អော်လိုက်တယ်ဟေးအဟွာပြုတ်ရမယ်လူကအဟွာမပြုတ်ရပဲနဲ့အခုတော့အဟွာမပြုတ်ရမယ်လူကကြီးအဟွာပြုတ်ဟေးလို့ဆိုအညာဆုံးသုံးတာဒါကြောင့်တရားနာပြေးတာကျုပ်ကလည်းအဟွာဆုံးသုံးနေတာပါကဲတရားနာပြေးတာမကောင်းတဲ့အလုပ်ကြီးစွန့်ဖို့တော်ပါလားပြေးတာတော်ပါတော့ဗျာမကောင်းမှန်းသိရင်တော့စွန့်ဖို့တော်ပါပြီနော်ဒီခန္ဓာကိုယ်ကြီးဟာဩလက်ဆက်တတ်တော့ချမ်းသာတာကနည်းနည်းဆင်းရဲတဲ့ဒုက္ခတွေများလှပါပြီဒီခန္ဓာအတွင်းနဲ့ပတ်သက်ပြီးတော့တနေ့မှမအားထိုင်းနေလို့မရအချင်းရှိတဲ့၍ဟာဖြင့်အလပ်ပါတယ်လို့မရှိရအောင်ဒုက္ခများနေတာဒီခန္ဓာကြောင့်ပါလားသဘောပေါက်မလားပြိဿသဘောပေါက်ရင်ဒီခန္ဓာကြီးယုံမို့ကောင်းမလားမုံမို့ကောင်းမလားဒါဖြင့်ဒီခန္ဓာကြီးယုံမို့မုံမို့ကောင်းရင်ကိုယ်ခန္ဓာ၅ပါးတစ်ခုတွင်ကိုယ်တလောက်ဒုက္ခဖြစ်ရင်လင်းရမရရဲ့လူရဲ့တော့ခန္ဓာအပူတွေရောက်လာတော့ဒုက္ခတွေပိုမများဘူးလားပိုများရင်ကိုယ်ခန္ဓာဒုက္ခတော့ဇာတိစခဲ့လို့ရတာရှိပါသေးတော့ဟိုအပူကြီးတွေများဒုက္ခတွေမဖြစ်အောင်ပြစ်ချင်ဘူးလားပြိဿအမလေးရာကြအထီးမခံပါလားပြစ်ဖို့တော်ပြီပြိဿခွာဖို့တော်ပြီမကောင်းမှန်းသိရင်ပေါ့မှန်လားပြိဿခန္ဓာ၅ပါးကိုတကယ်တမ်းကြည့်လိုက်တော့တရားနာပြိဿသေခြင်းနဲ့အဆုံးသတ်ရလို့သေခြင်းတန်ကသေကြရဆိုတဲ့ဇလန်းရဲ့အဆက်ဖယားနဲ့ရွှေမျိုးတော်ခြင်းနဲ့ကောသလတို့ရဲ့ဇလန်းဟာဒီကနေ့ဏိဂုံးခဘအပိတတ်ပြီးမှုသေခြင်းနဲ့အဆုံးသတ်တဲ့ခမည်းတော်တို့ခန္ဓာကိုယ်ကြီးကိုဒီကနေ့မခွာနိုင်တော့လဲမနေ့ဖြင်ကထားတယ်နည်းနည်းတွန်းလာအောင်အနောက်နှစ်တွန်းလာအောင်အသေးကကြီးကြလေပိုးပြီးတော့မကောင်းတဲ့ခန္ဓာကိုယ်ကြီးစွန့်ပစ်ခြင်းစိတ်ပေါက်လာအောင်ကြိုးစားနိုင်ကြပါစေလို့သတိပေးရင်းနဲ့ပဲဒီနေ့ဏိဂုံးခဘအပိတတ်အောင်ကန်ဆိုကြတကဘာလုံးမှာမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအလုံးကိုယနေ့ကကြွရောက်လာတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေအလုံးကိုယနေ့ညကြွရောက်လာတဲ့တရားနာပရိသတ်ကြီးကျမ်းမာကြပါစေ။ကိုင်းအိမ်ပြန်ဖို့ကြပါစို့အတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကျပဲအပြစ်တွေးကြလျင်ခြေရင်နဲ့ဖုံမုံစိတ်တွေပြစ်ပြသည်သောမိမိတို့အင်္ဂယာဌာနသို့နိဝတ္တတုသိခမေသာပြန်ကြပြီတော့နိဝတ္တတုမေတ္တာရေပခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်းစေရောချစ်တရာဆွေကလျုံပြီးကိုစိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း